ဖို့အတွက်ဘာဆိုပါမှကောင်းတဲ့အရာပေါ့နော်သေးဆောင်လာတဲ့အရာတခုမှမဟုတ်ပါဘူးခုဘဝအတွက်အမေနာအန်ဒရီပဲပေးပါတယ်လူတွေကလေထင်တတ်တယ်အဲ့ဒီမိုးစေဝါကြီးငုံပြီးတော့မှကိုကအပြင်းပြီမယ်ကိုကပြုံမယ်ပဲထင်နေတာလေမဟုတ်ပါဘူးနော်တကယ်ဆိုလို့ရှိရင်ပျော်ရွှင်ခြင်းကိုတကယ်လူချင်တယ်ဆိုရင်ထာဝရဘုရားစီမှာသွားပါတကယ်ရဲ့ပျော်ရွှင်မှုဆိုတာထာဝရဘုရားစီမှာပဲရှိပါတယ်ပျော်ရွှင်ခြင်းတယ်ကွာအပြင်းပြခြင်းတယ်အဲ့ဒီအရာကိုလူချင်တယ်ဆိုရင်မွေးစေဝါကိုမချက်ကပ်ပါနဲ့အဲ့ဒီအရာစာတန်ရဲ့ဘာလဲဆိုလှည့်ဆောင်မှုကြီးဖြစ်ပါတယ်ကွာပျော်ခြင်းတယ်ကွာဟုတ်တယ်မလားလူတွေကလေအဲ့လိုမျိုးမကောင်းတဲ့စိတ်တွေရှိတာလေပျော်ခြင်းနေကြတယ်ပြင်အပြင်းပြခြင်းနေတယ်သိတယ်မလားအဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှင်ဖျားစီမှာလာပါဖျားအတင်းကိုအပြင်းပြအောင်လုပ်ပေးမယ်ဒီအရာတွေကိုလွတ်ချလိုက်စမ်းပါအဲ့ဆိုလို့ရှိရင်တော့တရှင်တော်ဝိညာဉ်တော်မဲ့ဖျားသခင်ကတင့်ခန္ဓာကိုယ်ရုပ်ရှိလာပြီးတော့မှငင်းချမ်းလာမယ်ပျော်ရွှင်လာမယ်ပြင်းတယ်ဆိုတော့ဘာမှဟုတ်တောင်တင်အသိမှာမဟုတ်ဘူးအဲ့လိုမျိုးကြီးဖြစ်နေမှာပါစာတန်ရဲ့အလှအစားရဲ့အောက်မှာမနေကြပါနဲ့တကယ်ပျော်ရွှင်မှုဆိုတဲ့အရာဘုရားသခင်စီမှာပဲရှိပါတယ်ဘုရားသခင်စီမှာပဲရှိပါတယ်ဘုရားသခင်စီမှာပဲရှိပါတယ်အဲ့တကြောင့်မလို့ဒီမွေးစေဝါလေးကိုစားမယ်ခိုင်လေးလေးကိုငုံမယ်ရာချားလေးကိုစားလိုက်မယ်ကွင်းရည်လေးကိုငုံလိုက်မယ်ပြီးတော့မှဗလဲအချက်ကလေးကိုတောက်လိုက်မယ်ကွာဝိုင်လေးကိုတောက်မယ်ဗျာလေးကိုတောက်မယ်အဲ့လိုလေးနဲ့အပြင်းပြေမယ်လို့မထင်ပါနဲ့တကယ်အပြင်းပြေတဲ့သူကဘုရားသခင်ဖြစ်ပါတယ်ဘုရားသခင်စီမှာဒီအရာတွေကုန်လုံးလွတ်မြောက်တဲ့အခါမှာဘုရားသခင်ကအသင်ရဲ့ခန္ဓာကိုယ်ရောက်ရှိလာပြီးတော့မှဘုရားသခင်ကအသင်ကိုအပြင်းပြေစေမှာဖြစ်ပါတယ်ဘုရားသခင်ကအသင်ကိုဗာလဲဆိုတော့စိတ်ချမ်းသာခြင်းတွေပေးမှာဖြစ်ပါတယ်ဒီအရာတွေကအသင်ကိုမကောင်းတဲ့အရာတွေကိုပဲအမြဲတမ်းစိတ်ဆင်းရဲစရာတွေကိုပဲထက်ပြီးတော့ဖြစ်ပေါ်လာမှာဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်ပြုတ်ချင်တာလားပြုတ်ချင်တယ်ဆိုရင်တော့ဆုတောင်းပါနော်ပြင်းနေတာလားပြင်းနေတယ်ဆိုလို့ရှင်ကျန်းစာဖက်ပြီးဆုတောင်းပါဘုရားသခင်ကတင့်ကိုပျော်ရွှင်ခြင်းတွေပေးမယ်အပြင်းနဲ့ပြင်းအောင်လုပ်ပေးမှာပါနော်အဲဆိုတော့ဒီမကောင်းတဲ့အရာတွေကနေပြီးတော့မှအခုရဲ့စိတ်ထုတ်ပေါက်တွေကိုမချကြပါနဲ့စိတ်ထုတ်ပေါက်ဆိုတာဘုရားသခင်စီမှာပဲရှိပါတယ်ဘုရားသခင်စီမှာပဲရှိပါတယ်ဘုရားသခင်ကပဲဘာမဆိုပါလဲဆိုတော့ပျော်ရွှင်မှုတွေပေးနိုင်ပါတယ်ဒါချစ်ချင်းမြတ်တာနဲ့ဝိမြပေးတာဖြစ်ပါတယ်ဘုရားသခင်ကနှုတ်ဆိုချင်းခံခဲ့ရလို့ကျမကအကြောင်းဆရာမတစ်ယောက်ပဲဖြစ်ပါတယ်စာသင်ရမယ်စာလောက်စာသင်ပေးရမယ်အလောက်ရမယ်သူဖြစ်နေပြီမဲ့ဒီမှာဘုရားသခင်ကနှုတ်ဆိုချင်းခံနေရလို့ဝိမြပေးရတာဖြစ်ပါတယ်အဲဆိုတော့ဗာလဲဆိုရင်ကျမရဲ့ဝိမြပေးခြင်းလေးတွေကိုဗာလဲဆိုတော့လိုက်နာပြီးတော့မှကိုယ့်အတွက်အကျိုးရှိစေမယ်လို့မျှော်လင့်မိပါတယ်ဆိုတော့ကိုကပြုတ်ချင်တယ်ကွာကိုကအပြင်းပြေချင်တယ်ကွာကိုကဗာလဲဆိုရင်အဲ့လိုမျိုးလေးဖြစ်တယ်ဆိုလို့ရှိရင်ဘုရားသခင်စီကိုပဲလာပါလို့နော်ဘုရားသခင်ကတင့်ကိုအပြင်းပြအောင်လုပ်ပေးမှာပါနင်ပြင်းတယ်ဆိုလို့ရှိရင်နော်ဘုရားသခင်စီမှာလာပါဆုတောင်းပါပြီးတော့သင်ကဘာလဲဆိုတော့ပြုတ်ချင်တယ်ဆိုရင်လည်းပဲဘုရားစီမှာလာပါဘုရားစီမှာပျော်ရွှင်ခြင်းတွေအများကြီးရှိပါတယ်တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာဘုရားသခင်စီမှာပဲရှိပါတယ်ဘုရားသခင်စီကနေလာယူပါလောကအရာတွေလူညဉ့်ညမ်းစေတဲ့အရာတွေစိတ်ဆင်းရဲစရာတွေကိုထပ်ပြီးတော့မှပေးလာမှာဖြစ်တယ်စာရန်ရဲ့လက်စားမှုကြီးဖြစ်တဲ့ဒီမကောင်းတဲ့အရာတွေကိုလုံးဝကိုယ့်ရဲ့အပြင်းပြေလေးဆိုပြီးတော့မှလည်းလုံးဝဆောင်မထားပါနဲ့အဲ့ဒီအရာလေးအပြင်းပြေလေးလို့ပြောတဲ့အရာနဲ့တင့်ရဲ့ဘဝကိုဖြစ်စည်းသွားနိုင်ပါတယ်ယောဂါဆူမြောက်များစွာသေးဆောင်လာနိုင်ပါတယ်မလိုအပ်ဘဲနဲ့ပတ်စံများကြီးဂုံသွားမှာဖြစ်ပါတယ်ပြီးရင်တင့်ကိုမဲရံပဲစိတ်မစင်းစိတ်စင်းရဲမှုအလိုမကျမှုတွေဖြစ်ပေါ်စေမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအရာတွေရဲ့အထဲမှာမကောင်းတဲ့အရာတွေရှိတဲ့အတွက်ကြောင့်မို့လို့ဆာရနဲ့ဆူရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီအရာတွေစားတဲ့အခါမှာတင့်ရဲ့ခန္ဓာကိုယ်မှာမကောင်းတဲ့အရာတွေကကညှိလာပါတယ်အဲ့လိုအတွက်ကြောင့်မလို့သင်ကအမေရန်စိတ်တူနေမယ်ဆာတန်းဆိုတာစိတ်တူခိုင်းမယ်နင့်ကိုစိတ်စင်းရဲခိုင်းမယ်နင့်ကိုဝမ်းနေခိုင်းမယ်နင့်ကိုဗာလဲအမျိုးမျိုးစိတ်တကြအောင်ကျွန်တော်ကညံ့ပြင်းတဲ့သူဖြစ်ပါတယ်ဆိုပြီးတော့မှတင့်ကိုအဲ့လိုမျိုးစိတ်မျိုးတွေရှိအောင်နင့်ရဲ့ဘဝကိုအောက်ကျသွားအောင်ဆွဲခိုသွားမှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မလို့ဒီမကောင်းတဲ့အရာလေ့ကြည့်လိုက်တစ်စက်ကလေးမကိုကောင်းတဲ့မင်းပွိုင်တစ်ခုမှမရှိတဲ့ဒီအရာကိုအတွက်တစ်စက်ကလေးမှပြောစရာကိုအတွက်တစ်စက်ကလေးမှဘာလဲဆိုရင်သစ်စရာတစ်စက်မှမရှိတဲ့ဒီအရာကိုလွတ်ချက်လိုက်ပါတော့
ဘာလို့စောက်ကိုင်းနေသေးတာလဲဟုတ်တယ်မလားစောက်ကိုင်းလေနေသေးတာလွတ်ပစ်လိုက်ပါတော့ဖရာသခင်စီမှာပဲဆုတောင်းပါဖရာသခင်ကိုပဲအပြင်းပြအောင်လောက်ပါဖရာသခင်စီမှာပဲပြောရှင်မှုကိုရှာပါနော်အဲဆိုတော့ချစ်တဲ့ဓမ္မမိတ်ဆွေတွေကိုဒီနေ့မှာဘုရားသခင်ရဲ့နုဆိုမှုရှိတဲ့ကြောင့်မို့လို့ကျမရဲ့အလောက်ဖြစ်တဲ့ကျောင်းဆံမအလောက်စာတင်နေတဲ့အလောက်တော့မလောက်ဘဲနဲ့ဒီမှာဝေမျှပေးရတာဖြစ်ပါတယ်အကုန်လုံးဟာဗလဲစိတ်ပတိလေးစိတ်ပြီးမေတို့ကိုအာကူပြီးတော့မှဘုရားသခင်မှာစိတ်နှလုံးအကျွင်းမင်းနဲ့ဆုတောင်းပြီးတော့မှဗလဲဆိုဒီမကောင်းဆိုရရဲ့ကျွကျွဘဝတွေထင်ရနေလွတ်မြောက်ကြပါစေဘုရားသခင်စီရလာတဲ့တကယ်ပျော်ရွှင်မှုတွေတကယ်စိတ်ချမ်းသာမှုတွေတကယ်ဗလဲဆိုရင်ပျော်ရွှင်မှုအစစ်အမှန်တွေပေါ့နော်ပစမအစစ်အမှန်တွေစိတ်ချမ်းသာခြင်းတွေပျော်ရွှင်မှုတွေလွတ်လပ်မှုတွေဒါတွေကိုဘုရားသခင်ဆရာနဲ့ရရှိကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီနေ့ကတော့အဆုံးသတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်